နောက်တစ်ခါထပ်ပြီးငုံကြည့်လိုက်ပြန်အောင်အဲ့ဒီမှာအောက်ထက်ကအမျိုးသမီးကထမင်းစပွဲကိုရုတ်တရက်မော့ချလိုက်တာတွေ့လိုက်ရတယ်ကောင်လေးကတော့သွားပြီးငါချောင်းကြည့်နေတာကို तू တိသွားပြီးအပေါ်တက်လာပြီးငါ့ကိုလာရန်တွေ့တော့မှာပဲဆိုပြီးတုံးနေတာပေါ့သူကသူ့အိမ်ချမ်းပြင်မှာမတော်ရဆက်အကြောင်းလေးတစ်ခုကိုတွားတွေ့မိတာအဲ့ဒီအကြောင်းကနေအောက်ထက်ကိုငုံကြည့်လိုက်ရင်အောက်ထက်ကအမျိုးသမီးရဲ့အခန်းကိုအတိုင်းတောင်းမြင်နေရတာပေါ့ထူးဆန်းတာကအဲ့ဒီလိုအကြောင်းမျိုးကအခန်းတိုင်းလိုမှာရှိနေရဗျတနေ့တော့ဒီကောင်လေးကအဲ့ဒီအကြောင်းလေးကနေအောက်ထက်ကိုစိတ်ဝင်စားနေငုံကြည့်နေတော့မှအောက်ထက်ကအမျိုးသမီးကအပေါ်ကိုရုတ်တရက်မော့ကြည့်လိုက်တာကောင်လေးလည်းလန့်သွားပြီးချက်ချင်းပဲနောက်ဆုတ်ပြီးပုံးနေလိုက်တာပေါ့ဒါပေမဲ့စဆုရှင်စိတ်ကမကုံသေးတော့နောက်တစ်ခါထပ်ပြီးငုံကြည့်လိုက်ပြန်အောင်အဲ့ဒီမှာအောက်ထက်ကအမျိုးသမီးကထမင်းစပွဲကိုရုတ်တရက်မော့ချလိုက်တာတွေ့လိုက်ရတယ်ကောင်လေးကတော့သွားပြီးငါချောင်းကြည့်နေတာကို तू တိသွားပြီးအပေါ်တက်လာပြီးငါ့ကိုလာရန်တွေ့တော့မှာပဲဆိုပြီးတုံးနေတာပေါ့ဒါပေမဲ့ तू ထင်တယ်လို့ဖြစ်မလာပဲအောက်ထက်ကအမျိုးသမီးကလေးကောင်းတစ်စင်းယူလာပြီးအပေါ်မျက်နှာချက်စီကိုတဖြည်းဖြည်းတက်လာတာကောင်လေးခမရမှာတော့အသက်တောင်မရှူဟဲပဲကြောက်နေတာပေါ့အဲ့ဒီအချိန်မှာပဲအောက်ထက်ကလက်ချောင်းလေးတစ်ချောင်းကအချောင်းထဲကနေထွက်လာပြီးသူ့ကိုဟိုင်းလောက်တယ်လို့မျိုးနှောက်ဆက်လိုက်တယ်ဗျာကောင်လေးလည်းကြောင်ခေါ်ပြီးဘာဖြစ်တာလဲလို့စဉ်းစားနေတော့မှပဲတကားကိုတယောက်ယောက်ကတဒုံဒုံနဲ့လာခောက်တော့တာပဲသူလည်းအမြန်ပဲအချောင်းကိုတက်တာတစ်လုံးနဲ့အုပ်ထားလိုက်ပြီးတကားသွားဖွင့်ပြလိုက်တယ်ပြန်လာပြီးအချောင်းကနေထက်ကြည့်လိုက်တဲ့အခါမှာတော့အောက်ထပ်မှာမြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုလုံးဝအံ့အားသင့်သွားစေတော့တာပါပဲ